はい、皆さん、こんにちは。シュンバです。ラセンゼロズニレミニリサチャヤオノ。ပထမအောင်ဆုံးတစ်လုံးလေးကဘာလေးလဲဆိုဂျွန်းချောနီချောချောမွမွေဒါလေးကချောဒါကြောင့်သူ့ကိုချောလို့ပဲမှတ်လိုက်တော့မယ်နော်ဂျွန်းချောနီချောချောမွမွေဂျွန်းချောနီချောချောမွမွေ私တို့အဖိုက်မှာသင်ဘူးတာတိုးဤဆိုတာကမေကွန်းတိုးဤမေကွန်းအဲ့ဒီတိုးဤဆိုတဲ့မေကွန်းလေးကြီးနေပြီးတော့သူများကိုသွားပြီးစုံစမ်းမေးမြန်းမယ်တိုးဤအာဝါဆဲလို့စုံစမ်းမေးမြန်းသည်တိုးဤဆိုတာမေကွန်းမေကွန်းလေးနေပြီးတော့တိုးဤအာဝါဆဲလို့စုံစမ်းမေးမြန်းသည်အဖိုက်မှာသင်ဘူးတာမာချီမတ်စောင့်သည်ငါ့ကိုဒီနေရာမှာစောင့်နေဆိုပြီးတငယ်ချင်းနဲ့ချိန်ထားတယ်မာချီအာဝဆဲလို့ချိန်ဆိုသည်မာချီမတ်စောင့်သည်ငါ့ကိုဒီနေရာမှာစောင့်နေဆိုပြီးတငယ်ချင်းနဲ့ချိန်ထားတယ်မာချီအာဝဆဲလို့ချိန်ဆိုသည်ခိုးပြီးတော့ဆိုင်းဆိုင်နဲ့ပေါင်းတင်ဆက်ဆံမယ်လို့မှတ်လိုက်မယ်။တငယ်ချင်းမလုပ်ခိုင်းတာကိုခိုးပြီးတော့ဆိုင်းဆိုင်နဲ့ကိုဆိုင်စုတို့ပေါင်းတင်ဆက်ဆံသည်ခိုးပြီးတော့ဆိုင်းဆိုင်နဲ့ကိုဆိုင်စုတို့ပေါင်းတင်ဆက်ဆံသည်လီယုကဆေးဆိုတာပညာတော်သင်ကျောင်းသားအန်ဖိုက်မှာသင်ဘူးတာလီယုကဆေးပညာတော်သင်ကျောင်းသားပညာတော်သင်ကျောင်းသားတွေနဲ့ယဉ်ကျေးမှုတွေကိုဘာလုပ်မလဲဆိုနှီးနှောဖလှယ်မှာပေါ့ခိုလီယုစုတို့နှီးနှောဖလှယ်သည်ဒီယုကဆေးဆိုတာပညာတော်သင်ကျောင်းသားပညာတော်သင်ကျောင်းသားတွေနဲ့ယဉ်ကျေးမှုတွေကိုဘာလုပ်မလဲနှီးနှောဖလှယ်မယ်ခိုလီယုစုတို့နှီးနှောဖလှယ်သည်နောက်တစ်လုံးလေးကအာစုခေတို့အနှံသည်ဇူဇူးစီကိုကိုယ့်ရဲ့ပစ္စည်းလေးတွေအနှံနာမယ်အာစုခေတို့အနှံသည်ဇူဇူးစီကိုကိုယ့်ရဲ့ပစ္စည်းလေးတွေအနှံနာမယ်အာစုခေတို့အနှံသည်အဲ့လိုမျိုးအနှံထားတော့ဘာထားပေးရလဲဆိုထိမ့်သိမ်းထားပေးရတယ်လေအာစုခါတို့ထိမ့်သိမ်းသည်ဇူဇူးစီကိုသွားပြီးကိုယ့်ရဲ့ပစ္စည်းလေးတွေအနှံထားမယ်အဲ့လိုအနှံထားတော့ကိုကထိမ့်သိမ်းထားပေးရရတယ်အာစုခါတို့ထိမ့်သိမ်းသည်အစာအနေပြန်နှွှဲမယ်နော်ဒါလေးကချောဆိုတဲ့အတွက်ဂျွန်းချောနီချောချောမွမွေတိုးကြီးဆိုတာမေခွန်းမေခွန်းလေးတွေမေးပြီးတော့တိုးကြီးအာဝါဆဲတို့စုံစမ်းမေးမြန်းသည်မာချီမတ်စောင့်သည်ငါ့ကိုဒီနေရာမှာစောင့်နေဆိုပြီးမာချီအာဝါဆဲတို့ချိန်ဆိုသည်ခိုးပြီးတော့ဆိုင်းဆိုင်နဲ့ပေါပေါင်းမယ်ခိုးဆိုင်ဆိုတို့ပေါင်းတင်ဆက်ဆံသည်ဒီယုကဆေးဆိုတဲ့ပညာတော်သင်ကျောင်းသားတွေနဲ့ယဉ်ကျေးမှုတွေကိုနှီးနှောဖလှယ်မယ်ကိုလီယိုစုတို့နှီးနှောဖလှယ်သည်ဇူဇူးစီကိုကိုယ့်ရဲ့ပစ္စည်းလေးတွေအနှံထားမယ်အာစုခဲတို့အနှံသည်အဲ့လိုအနှံထားတော့အာစုခါတို့ထိမ့်သိမ်းထားပေးရတယ်အာစုခါတို့ထိမ့်သိမ်းသည်နောက်တစ်ခုလောက်ကြမယ်နော်နောက်တစ်လုံးလေးဒါလေးကဓာခုဝိဖတ်သည်ကလေးတွေလေလူချင်းတဲ့အရာလေးရှိမရဘူးဒါပဲလုပ်ချင်နေဆိုပြီးတော့လူချင်းတဲ့အရာလေးကိုဓာခုဝိဖတ်ထားတဲ့ဓာခုဝိဖတ်သည်ဟာနာရှိမတ်ကစကားပြောသည်ဟာနာရှိကခဲတို့စကားလမ်းပြောသည်私တို့အန်ဖိုင်မှာသင်ဘူးတာဟာနာရှိမတ်စကားပြောသည်စကားကိုဘယ်လိုပြောလဲလမ်းပြောတာပေါ့ဟာနာရှိခခဲတို့စကားလမ်းပြောသည်ဟာနာရှိကိုမခါခဲတော့ဘဲနဲ့အာဟုသုံးရင်တော့ဟာနာရှိအာဟုသွေးနေတိုင်ပင်သည်ဟာနာရှိခခဲတို့စကားလမ်းပြောသည်ဟာနာရှိအာဟုဆွေးနေတိုင်ပင်သည်ကိုယ်မရှိတလူမျိုးလွတ်လူရှုသွားတဲ့မူရှိစုတို့လွတ်လူရှုသည်ကိုယ်မရှိတလူမျိုးလွတ်လူရှုသွားတဲ့မူရှိစုတို့လွတ်လူရှုသည်အတာတကြံရောက်ရင်မုတ်တီပေးကြတယ်လေဒါလေးကအာဒါလေးကတအတာတကြံရောက်လို့ရှိရင်မုတ်တီပေးကြတာမို့လို့အာတအေရူပေးအပ်သည်အာတအေရူပေးအပ်သည်နောက်တစ်လုံးလေးကမိခတာဘတ်တော်တာဒါလေးကမိမတ်ကကြည့်သည်ကိုယ်ကြည့်ရှုစောင့်ရှောက်ပေးတဲ့လူကမိခတာဘတ်တော်တာမိမတ်ကြည့်သည်ကိုယ်ကြည့်ရှုစောင့်ရှောက်ပေးတဲ့လူကမိခတာဘတ်တော်တာဘတ်တော်သားဆိုတာရှိတယ်လို့တေခီရန်သူပြိုင်ဘတ်ဆိုတာလည်းရှိတယ်။ကိုယ့်ရဲ့ဘတ်တော်သားဆိုတာလည်းရှိတယ်လို့ကိုယ့်ရဲ့ရန်သူပြိုင်ဘတ်တွေလည်းရှိတယ်။တေခီရန်သူပြိုင်ဘတ်
နောက်တစ်လုံးလေးကမာနေစုရအတုခိုးသည်ဒါလေးကမဒါလေးကနေမနေမှတ်လိုက်မယ်နော်ကိုယ့်ရဲ့ပုံစံကိုမနေလိုက်ပြီးတော့အတုခိုးနေတဲ့မာနေစုရအတုခိုးသည်မနေလိုက်ပြီးတော့အတုခိုးနေရတဲ့မာနေစုရအတုခိုးသည်အစာအနေပြန်ရှင်းမယ်နော်ဒါလေးကိုပဲလိုချင်ပါတယ်ဆိုပြီးအဲ့ဒါကိုဒါခုပွေးဖတ်သည်ဟာနာရှိမတ်စကားပြောသည်စကားကိုဘယ်လိုပြောလဲလမ်းပြောတဲ့ဟာနာရှိကိုမခါခဲတော့ဘဲနဲ့ဟာနာရှိအာဦးဆိုရင်တော့ဆွေးနွေးတိုင်ပင်သည်ဒါလေးရရှိကိုယ်ကိုမရှိတလို့မျိုးမူရှိစုရလူလူရှုသည်အတာတကြံရောက်လို့ရှိရင်မုတ်တီပေးကြတယ်အတာအေရုပေးအပ်သည်မီမတ်ကြည်သည်ကိုယ့်ကိုကြည့်ရှုစောင့်ရှောက်ပြီးရဲ့လူကကိုယ့်ရဲ့ဘတ်တော်တာမိခတာဘတ်တော်တာဘတ်တော်တာတွေဆိုတာရှိတယ်လို့တေခိရန်သူပြန်ဘတ်တွေလည်းရှိတယ်မနှဲလိုက်ပြီးတော့အတုခိုးနေရတယ်မနေစုတို့အတုခိုးသည်ရမလားလွယ်လေးနော်တနေ့စာတနေ့ちょっとあよめじゃあ今日はこれまでにしますお疲れ様でしたありがとうございますまた明日ね